လူသားတွေတိစောက်မှုတမျှအစွမ်းထက်ဆုံး telescope ကြီးဟာ2021ခုနှစ်ဒီဇင်ဘာလ25ရက်နေ့မှာမွေးဖွားလာခဲ့ပါတယ်။ Christmas နေ့ Ariane 5 rocket ကြီးနဲ့ကောင်းကင်ထဲထိုးတက်သွားတဲ့ James Webb Space Telescope ဟာလူသားတွေရဲ့နည်းပညာဉာဏ်ရည်နဲ့သိချင်စိတ်တွေပေါင်းစည်းကာစကြဝဠာကြီးကိုအနီးကပ်ဆုံးကြည့်ဖို့ပြုလုပ်ခဲ့တဲ့အကြီးကျယ်ဆုံးကြိုးပမ်းမှုတစ်ရပ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီ telescope ကြီးဟာဘာကြောင့်ဒီလောက်အထူးဆန်းဖြစ်နေရသလဲ။သူ့ရဲ့တွေ့ရှိချက်တွေကရောကျွန်တော်ကဘာသားတွေဘဝကိုဘယ်လိုပြောင်းလဲသွားစေသလဲဆိုတာဆက်ပြောပြချင်ပါတယ်။ Hubble Space Telescope ကိုသိကြတဲ့သူတွေများပါလိမ့်မယ်။1990ခုနှစ်ကလေးကကောင်းကင်ကိုကြည့်နေတဲ့ Hubble ဟာလူသားတွေကိုကောင်းကင်ရဲ့အလားပြဓာတ်ပုံတွေနဲ့မိတ်ဆက်ပေးခဲ့တဲ့ legend တစ်ခုပါ။ဒါပေမဲ့ James Webb က Hubble ထက်တိကျမှုအစ100ကျော်ပုံမြင့်မာပြီးအနီးအောက်ရောင်ခြည်အလင်းတန်းကိုကြည့်တတ်တဲ့မျက်စိတစ်ခုဖြစ်ပါတယ်။ဒါဟာတာမန်အဆင့်မြင့်တယ်မှုတစ်ခုတည်းမဟုတ်လုံးဝမတူညီတဲ့အဆင့်ကိုရောက်သွားတာပါ။ infrared လို့ခေါ်တဲ့အနီးအောက်ရောင်ခြည်မြင်ကွင်းနဲ့ကြည့်ရဆိုတာအာကာသပုံမှုတိမ်တိုက်တွေကြားထဲကနေဖွင့်နေတဲ့ကျယ်တွေမွေးဖွားခါစား galaxy တွေရှေးဟောင်းဆုံးအလင်းတန်းတွေကိုတွေ့မြင်နိုင်တယ်ဆိုတဲ့သဘောပါ။ James Webb ရဲ့ပထမဆုံးတွေ့ရှိချက်ကြီးကတော့2022ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ Deep Field ဓာတ်ပုံကြီးပဲဖြစ်ပါတယ်။ဒီဓာတ်ပုံတစ်ပုံမှာ galaxy ပေါင်းထောင်ချီပြီးပါဝင်နေတာအဲ့ဒါတွေဟာကမ္ဘာနဲ့နှစ်ပေါင်းတန်းနဲ့ချီဝေးကွာတဲ့နေရာတွေမှာရှိနေတာပါ။အေယာမကောင်းကင်ရဲ့တဲတပွင့်စာလောက်အခြေမြတာရှိတဲ့နေရာကလေးထဲမှာတလောက် galaxy တွေကြက်ကြက်နက်နက်ပြည့်နေတာကိုတွေ့လိုက်ရတဲ့အခါလူတိုင်းပါးစပ်ဟသွားကြမှာပါ။ဒီဓာတ်ပုံကြောင့်ကျွန်တော်ကမ္ဘာဆိုတာဘလောက်တောင်တင်းငယ်တဲ့အမုံလေးတစ်ပွင့်ဆိုတာထပ်မံသိမြင်ခဲ့ကြရပါတယ်။ဒါထက်ပိုတာတဲ့ခေါင်းခဲသွားစေတဲ့တွေ့ရှိမှုတစ်ခုကတော့ SMACS 0723ဆိုတဲ့ gravitational lensing ဓာတ်ပုံပါ။ဒီနေရာမှာကြီးမားတဲ့ galaxy ကြီးတစ်ခုဟာ၎င်းရဲ့နောက်ွယ်မှာရှိတဲ့ပိုဝေးနေတဲ့ galaxy တွေရဲ့အလင်းကိုကွေးညွတ်ပြီးဓာတ်မှန်ကြီးတစ်ခုချဲ့ပြပေးနေတာကို James Webb ကဓာတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ gravity ဟာအလင်းကိုပင်ကွေးနိုင်တယ်ဆိုတဲ့ Einstein 1935ခုနှစ်ကလေးက theory ပိုင်းဆိုခဲ့တာဒီဓာတ်ပုံတစ်ပုံကိုကြည့်ုံနဲ့မျက်မြင်အသိပြုနိုင်တဲ့သဘောပါ။သိပ္ပံပညာဟာစာသားပေါ်မှာရေးထားတဲ့ theory မဟုတ်ပဲကောင်းကင်မှာတကယ်ဖြစ်နေတဲ့ဖြစ်ရမှန်ဆိုတာဒီဓာတ်ပုံကြီးကပြောပြနေတာပါ။ဒါပေမဲ့ James Webb ရဲ့အံ့ဩဖွယ်သိရှိချက်တွေဟာဒါတွေနဲ့မပြီးသေးပါဘူး။2022ခုနှစ်စက်တင်ဘာလမှာ James Webb ဟာ WASP 39b ဆိုတဲ့ကျွန်တော်နေမမဟုတ်တဲ့နောက်ထပ်ခြေတစ်ခုပတ်လည်မှာလဲပတ်နေတဲ့ exoplanet တစ်ခုရဲ့လေထုထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ရှိကြောင်းပထမဆုံးအကြိမ်သက်သေပြခဲ့ပါတယ်။ဒါဟာဘာကြောင့်ထူးခြားသလဲဆိုတော့ exoplanet တစ်ခုရဲ့လေထုဖွဲ့စည်းပုံကိုဒီလောက်တိတိကျကျဖတ်ရှုနိုင်ခဲ့တာတမိုင်းတစ်လျှောက်ပထမဆုံးဆိုတာအကြောင်းပါ။ဒါဆိုရင်နောက်တစ်ချိန်မှာအောက်ဆီဂျင်ဒါမှမဟုတ်အသက်ရှင်နိုင်တဲ့သက်ရှိတွေထုတ်လွှတ်တဲ့တန်းဝေတွေကိုတခြားဂျိုတွေပေါ်မှာရှာဝေတွေ့ရှိနိုင်တဲ့နေ့ဆိုတာမဝေးတော့ဘူးဆိုတာထင်ရှားလာပါတယ်။ဒီတွေ့ရှိချက်တွေထဲမှာကျွန်တော်အကြိုက်ဆုံးကတော့ Paradise of Creation ပုံအသစ်ပါ။ Hubble က1995ခုနှစ်မှာရိုက်ခဲ့တဲ့ Paradise of Creation ဓာတ်ပုံဟာသိပ္ပံနယ်ပယ်ရဲ့အထင်ကရဓာတ်ပုံတစ်ပုံဖြစ်ခဲ့ပါတယ်။ဘာသာပုံမှုများနဲ့ကြီးမားလာတဲ့အတိုင်းသုံးတိုင်းပါဝင်တဲ့ Hubble ဓာတ်ပုံကို James Webb က2022ခုနှစ်မှာပြန်ရိုက်လိုက်တဲ့အခါဖုံမုန်တင်တဲ့လူကြားထဲကနေဝက်နေတဲ့မွေးကင်းစားကျဲတစ်ကလေးတွေတွန်းတောက်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ကျဲရီဘလို့မွေးဖွားကြတယ်လဲဆိုတဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ပထမဆုံးအချိန်တကယ်မြင်နိုင်ခဲ့တာပါ။ကျဲတပွင့်ရဲ့မွေးဖွားမှုကိုကျွန်တော်မြင်ရတဲ့ဒီခဏဟာဘလောက်ထူးခဲ့တဲ့ခဏလဲဆိုတာနှလုံးသားနဲ့ခန်းစားကြည့်ပါ။အကြောင်းအရာပိုင်းဆိုင်ရာထူးခြားချက်တွေဆက်ပြောရရင်James Webb ဟာပစ်ပန်းဖြစ်ပြီးတဲ့နောက်ကနဦးကောင်းကင်ယံကိုကြည့်ရှုနိုင်တဲ့ telescope တစ်ခုပါကနဦး galaxy တွေဟာဘလို့ဖြစ်တည်ခဲ့ကြတယ်လဲဆိုတာ73.5 ဘီလီယံအလင်းနှစ်ကြာဝေးကွာတဲ့အလင်းကိုဖန်ယူပြီးဖြည့်ဆို့နေတာပါဆိုလိုတာကတော့ James Webb နဲ့ကြည့်ရဆိုတာပြစ္ဆုတ်မှန်ကိုမြင်နေတာမဟုတ်ပဲအတိတ်ကာလစီပြန်ခီးနေမှာအတိတ်ကိုမြင်နေရတဲ့တူပါတယ်ဒါဟာအချိန်ခီးသွားခြင်းရဲ့သင်္ကေတတစ်ခုနဲ့တူနေတာပါဒါပြီး James Webb ဟာ2023ခုနှစ်မှာ TRAPPIST-1 system တွေကဂျိုတွေကိုပါပိုနီးနီးကြည့်ရှုနိုင်ခဲ့ပါတယ်TRAPPIST-1 ဆိုတာကမ္ဘာနဲ့အလင်းနှစ်ပေါင်း40လောက်တောင်ဝေးတဲ့ခြေတပွင့်ဖြစ်ပြီး၎င်းပတ်လည်မှာကမ္ဘာနဲ့ဆင်တူတဲ့ကြောက်ဆောင်ကျူ9ခုလည်းပတ်နေပါတယ်ဒီဂျိုတွေထဲအချို့ဟာရေတည်ရှိနေနိုင်တဲ့အခုချိန် habitable zone ထဲမှာရှိနေတယ်ဆိုတော့James Webb ဟာဒီဂျိုတွေရဲ့လေထုကိုဖတ်ရှုပြီးတက်ရှိများတည်ရှိနိုင်မဲ့ချက်လက်တွေရှာဖွေနေပါတယ်ကျွန်တော်တို့တူတဲ့ရှိနေသလားဆိုတဲ့မေးခွန်းကြီးကိုဖြေဆိုနိုင်မဲ့ telescope တစ်ခုကျွန်တော်စီမှာအခုရှိနေတယ်ဆိုတာတကယ်ကိုကြောက်မက်ဖွယ်ကောင်းလုံးပါတယ်James Webb ဟာဘယ်တော့ပြည့်စည်တော့မလဲဆိုစွမ်းရည်ကိုချွေတာစွာသုံးစွဲနိုင်ခဲ့တာကြောင့်မူလကခန့်မှန်းထားတဲ့10နှစ်ထက်အနည်း20ထိတောင်အသုံးပြုနိုင်မယ်လို့ NASA ကကြေညာထားပါတယ်
တာကတော့2041ခုနှစ်လောက်ထိဒီမျက်လုံးကြီးဟာခေါင်းငင်ကိုဆက်လက်စူးစမ်းပေးနေမှာပါသူတွေ့ရှိမဲ့နောက်ထပ်တွေ့ရှိချက်တွေဟာဘာတွေဖြစ်မလဲဆိုတာကျွန်တော်တို့တယောက်မှမသိသေးပါဘူးဒါပေမဲ့တခုတော့သိချပါတယ်ဂျင်းဝဲဟာကျွန်တော်တို့ဘယ်တော့မှမမြင်ဘူးတဲ့ခေါင်းငင်ကိုမြင်ကွင်းတစ်တွေနဲ့ပြသနေသမျှကာလပတ်လုံးလူသားတွေရဲ့တည်ခြင်းစိတ်ဟာအတော်မတက်နိုင်ပဲဆက်လက်ပြင်းထန်တောက်လောင်နေမှာပဲဆိုတာပါပဲအဲကြောင့် James Webb Space Telescope ဆိုတာခေါင်းကင်ကိုကြည့်တဲ့ကိရိယာတစ်ခုသာမဟုတ်ပဲလူသားမျိုးနွယ်ရဲ့နဲ့နေဆုံးသောမိဖို့များကျွန်တော်တို့ဘေခလာတယ်လေတူဦးတည်းရှိနေသလားစကြဝဠာကြီးကမှဆုံးတယ်လေဆိုတဲ့မိခွန်းတွေကိုဖြေဆိုဖို့ခေါင်းကင်စီလွတ်တင်ထားတဲ့လူသားတွေရဲ့အိမ်မက်တစ်ခုရဲ့ဖြစ်ပါတော့တယ်